မင်္ဂလာပါခင်ဗျာကျွန်တော်ကတီဟာပါ ဒီလို AI အတန်တွေကိုမကြိုက်ဘူးဆိုရင် မင်္ဂလာပါခင်ဗျာကျွန်တော်ကတီဟပါ ဒီလို AI အတန်တွေကိုလည်းအခမဲ့ထုတ်လို့ရပါတယ် AI အတန်တွေကိုအခမဲ့ထုတ်လို့ရမယ့်နည်းလမ်းကိုကျွန်တော်ပြောပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ Play Store ထဲကိုသွားလိုက်ပါရှာတဲ့နေရာလေးမှာ Transcript Master ဆိုပြီးတော့ရိုက်ရှာလိုက်ပါတကယ်လို့ရှာလို့မတွေ့ဘူးဖြစ်နေဆိုလို့ရှိရင်လည်း comment မှာကျွန်တော် application ရဲ့ link လေးကိုထည့်ပေးထားပါမယ်အဲ့ဒီထဲကိုဝင်လိုက်ပါလက်ရှိမှာဆိုလို့ရှိရင် download လုပ်ပြီးတော့အသုံးပြုတဲ့လူ3000ကျော်နေပါပြီเนาะအဲကျွန်တော်တို့ install ကိုနှိပ်လိုက်ပါ application လေး down ပြီးသွားပြီဆိုလို့ရှိရင်တစ်ချက်ဖွင့်လိုက်ပါပထမဆုံးအနေနဲ့တီဟတို့နီလာတို့ရဲ့အတန်ကိုကျွန်တော်အရင်ဆုံးထုတ်ပြပါမယ်စောင့်ဝင်ချင်းမှာကျွန်တော်တို့ go to app ဆိုတာလေးကိုနှိပ်လိုက်ပါအထဲကိုရောက်ပြီဆိုလို့ရှိရင် AI voice ဆိုတဲ့ထဲကိုဝင်လိုက်ပါအထဲကိုရောက်ပြီဆိုလို့ရှိရင်တီဟနီလာအတန်ထုတ်မယ်ဆိုရင်ဒီထိတ်က HTTPS ဆိုတာလေးကိုအရင်ဆုံးရွေးပေးဖို့လိုပါမယ်ပြီးပြီဆိုရင်ကိုထုတ်မဲ့ဘာသာစကားကိုရွေးပေးဖို့လိုပါမယ်ပြီးပြီဆိုရင်ဒီအောက်ကအကွက်ကလေးထဲမှာကိုထုတ်ချင်တဲ့စကားလုံးတွေကိုထည့်ရေးလိုက်ရုံပါပဲကျွန်တော်တို့အများကြီးထည့်လို့ရပါတယ်စလုံးရေကျွန်တော်တို့2000ထိထည့်လို့ရပါတယ်ကြာချိန်ကျွန်တော်တို့မိနစ်20ဝန်းကျင်လောက်ထိရမှာပါတရက်ကို10ချိန်အထိထုတ်ခွင့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်တရက်အတွင်းမှာကျွန်တော်တို့3နာရီကျော်အထိ free ထုတ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ပြီးပြီဆိုလို့ရှိရင်ဒီအောက်က check work count ကိုနှိပ်လိုက်ပါပြီးရင်အောက်ဖက်ကလေးဆွဲပြီးတော့ get free generation နှိပ်ပေးပါတကယ်လို့ကြော်ညာလေးတက်လာတယ်ဆိုလို့ရှိရင်ကြော်ညာလေးကိုစုံအောင်ကြည့်ပေးလိုက်ပါပြီးပြီဆိုလို့ရှိရင်ဒီလိုမျိုး generate audio only ဆိုတဲ့အစိမ်းရောင်လေးပေါ်လာပါလိမ့်မယ်ဒါဆိုရင်အဲ့ဒါလေးကိုနှိပ်လိုက်ရင်အတန်လေးထွက်လာပါလိမ့်မယ်ဒါကတီဟတို့နီလာတို့ရဲ့အတန်ပါ ဒီဘောကလေးပုံမှကြိုးဆိုပါသည်တင်မိတ်တူကူသည့်စာသားများကိုဤနေရာတွင်တင်စီထားပါမည် ဟုတ်ပြီဒီလိုအတန်မျိုးကိုကမကြိုက်ဘူးဆိုပါစို့ဆက်ရုပ်အတန်ကြီးစံနေလို့မကြိုက်ဘူးဆိုလို့ရှိရင်ဒီထက်ပိုကောင်းတဲ့အတန်ကိုထုတ်လို့ရပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ခုနက AI voice ထဲကိုပြန်ဝင်ပါပြီးရင်ဒီဘက်က own API ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီနားက Gemini API key ဆိုတဲ့ထဲမှာကိုယ့်ရဲ့ Gemini API key လေးကိုထည့်ပေးလိုက်ပါတကယ်လို့ API key မရှိသေးဘူးဆိုလို့ရှိရင် comment မှာမှတ်ပေးပါကျွန်တော် API key ယူတဲ့နည်းကို video လေးပို့ပေးပါမယ် API key လေးရလာပြီဆိုလို့ရှိရင်ဒီနေရာလေးမှာထည့်ပေးလိုက်ပါဒီလိုမျိုးအလုံးလေးတွေအနေနဲ့ပဲပေါ်သွားပါလိမ့်မယ်ဒါဆိုရင်ရပါပြီဒီအောက်မှာကျွန်တော်တို့ old model နဲ့ new model ရှိပါတယ်နှစ်ခုလုံးကိုသုံးလို့ရပါတယ်ကျွန်တော်တို့ new model ကိုနှိပ်လိုက်ပါ new model မှာဆိုရင်အတန်နားထောင်လို့ကောင်းတာကဒီ preset ထဲမှာရွေးလို့ရပါတယ်ကိုကြိုက်တဲ့အတန်ကိုရွေးလို့ရပါတယ်ကျွန်တော်လူကြိုက်အများဆုံးကတော့ AD voice over ဆိုတဲ့ဟာလေးပါအဲ့ဒါလေးကိုယူလိုက်ပြီးပြီဆိုလို့ရှိရင်ဒီအောက်မှာကျွန်တော်တို့ကိုထည့်ခြင်းတဲ့စကားလုံးတွေကိုဒီအောက်မှာထည့်လိုက်ပါထည့်ပြီးပြီဆိုလို့ရှိရင်ဒီအောက်မှာကျွန်တော်တို့စကားပြောအတွက်เนาะအတန်ကြိုက်တဲ့လူကိုရွေးလို့ရပါတယ်အတန်တွေအများကြီးရှိပါတယ်เนาะကျွန်တော်ကတော့ဒီ main ကလေးအတန်လေးရွေးလိုက်ပါမယ်ပြီးရင်ထုံးစံတိုင်းပဲ check word count ကိုရွေးပါပြီးရင်အောက်က get free generation ကိုနှိပ်ပါ okay ဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင် generate audio only ကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်အတန်လေးစပြီးတော့ထုတ်နေပါပြီဒီကောင်လေးကတော့နည်းနည်းဆောင်းအောင်ပါတယ်သူကအတန် quality ပိုကောင်းလို့ပါ okay ဒါဆိုရင်အတန်လေးရလာပါပြီ မင်္ဂလာပါရှင်နေကောင်းကျမ်းမာရလားရှင်ဒီနေ့တင်ဆက်ပေးမှာကတော့ကျမတို့စัจ java လာတဲ့ကအကြီးဆုံးနေကြီးအကြောင်းပဲဖြစ်ပါတယ် ဒီအတန်လေးကတော်တော်လေးနားထောင်လို့ကောင်းပါတယ်တော်တော်လေးလည်းအဆင်ပြေပါတယ်ဒီဟာလေးကိုလည်းကျွန်တော်ရဲ့ application မှာ Gemini API key လေးထည့်ပြီးတော့ free ထုတ်လို့ရပါတယ်အဆင်မပြေရင် comment မှာမေးလို့ရပါတယ်အားလုံးကြည့်ပြီးတော့ကျေးဇူးပါ